ရန်ကုန်မြို့အပါအဝင်နိုင်ငံတော်ကဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကိုစစ်တပ်ကဖယ်ရှားနေတာဘာကြောင့်ပါလဲဒီပေါ်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဘက်ကဘယ်လိုတုံ့ပြန်ပါလဲအာဏာသိမ်းစစ်ကောင်စီလက်ထက်ကနေအခုနေပြည်တော်အသွင်ပြောင်းအစိုးရဖြစ်လာချိန်ထိဒီနှစ်တွေအတွင်းရန်ကုန်အပါအဝင်နိုင်ငံတော်ကမြို့တွေမှာစိုက်ထူထားတဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကိုစစ်တပ်ကဖြိုချဖယ်ရှားနေတာဆယ်ကနန်းဝန်းကျင်ရှိလာပါပြီလွတ်လပ်ရေးဖခင်အမျိုးသားကောင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကိုအာဏာပိုင်တွေဘက်ကဘာကြောင့်ဖယ်ရှားခဲ့တာပါလဲဗိုလ်ချုပ်ရုပ်ထုတွေဖျက်ဆီးခံရတဲ့အပေါ် NLD ပါတီဘက်ကဘယ်လိုတုံ့ပြန်ပါလဲအပြည့်အစုံကိုကိုဝေဖြိုးကပြောပြပေးမှာပါရန်ကုန်တောင်ဥက္ကလာပမြို့နယ်သူ့မင်္ဂလာလန်းသူ့မင်္ဂလာပန်းညံထဲမှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်းကျေးရုံနဲ့ပါကီတာမြို့နယ်မြကန်သာပန်းညံထဲမှာရှိတဲ့ဗိုလ်ချုပ်ကျေးရုံတွေကိုဇူလိုင်၁ရက်နေ့ညနေပိုင်းမှာစစ်တပ်ရဲနဲ့စီဝင်ဝန်ထမ်းတွေကဘက်ခိုးလို့ခေါ်တဲ့မြေထိုးမြေကောဆက်ရန်ရားကြီးတွေတုံးပြီးညာတွင်ချင်းဖြိုဖျက်ဖယ်ရှားလိုက်တယ်လို့မြို့ကန်တွေကပြောကြပါတယ်အဲ့ဒီပန်းညံတွေတဲ့ဗိုလ်ချုပ်ကျေးရုံရဲ့အောက်ခြေခုံမှာမကျန်ဖြိုဖျက်လိုက်တာဖြစ်ပြီးမြေစာပုံမဲ့ကြံခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေကဆိုပါတယ်ဒီကနေ့မှလည်းအဲ့ဒီပန်းညံတွေကိုဝင်ပိတ်ထားပြီးအနီးဝန်းကျင်မှာလုံခြုံရေးတွေစောင့်ကြပ်နေတာတွေ့ရတယ်လို့လည်းပြောကြပါတယ်သူ့မင်္ဂလာပန်းညံထဲမှာဗိုလ်ချုပ်ကျေးရုံနှစ်ခုအပြိုင်ရှိနေခဲ့တာဖြစ်ပြီးအခုဖြိုဖျက်လိုက်တဲ့ကျေးရုံကတော့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တုန်းက88မျိုးဆက်ကျောင်းသားကောင်းဆောင်ဦးကိုကိုကြီးပါဝင်ခဲ့တဲ့ဗိုလ်ချုပ်ကျေးရုံဖြစ်မြောက်ရေးကော်မတီကနေဦးဆောင်စိုက်ထူခဲ့တဲ့ကျေးရုံဖြစ်ပါတယ်။ကျန်နေသေးတဲ့ဗိုလ်ချုပ်ကျေးရုံကတော့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစောနိုင်စိုက်ထူခဲ့တာပါ။အခုအချိန်ပန်းညံနဲ့အများပြည်သူဝင်မပေးဘဲလုပ်ငန်းဝင် area လို့စာကတ်ထားတာကြောင့်အဲ့ဒီကျေးရုံကိုပါဆက်လက်ဖယ်ရှားမလားဆိုတာတော့မသိရသေးပါဘူး။ဆက်လာသိမ်းပြီးတဲ့နောက်ပိုင်း2024ခုနှစ်ကနေဒီကနေ့အထိဆိုရင်AR တိုင်းထဲမှာပသိမ်မြို့နဲ့ကြုံပြော်မြို့မန္တလေးတိုင်းပါစီမြို့နေပြည်တော်ပုပ္ပသီရိမြို့နယ်စကိုင်းကရေဦးမြို့ပဲခူးတိုင်းကပဲခူးနဲ့တောင်ငူမြို့တွေမှာရှိတဲ့ဗိုလ်ချုပ်ကျေးရုပ်တွေကိုအာဏာပိုင်တွေကညပိုင်းတွေနဲ့မနေ့အာရုံတက်ချိန်တွေလိုလူသူကိရှင်းတဲ့အချိန်စက်တိုက်ဖယ်ရှားပစ်ခဲ့ပါတယ်အခုလိုဗိုလ်ချုပ်ကျေးရုပ်တွေကိုဖြိုဖျက်ဖယ်ရှားနေတဲ့ပေါ်အငိမ့်စားစစ်တပ်အရာရှိဟောင်းဒေါက်တာအောင်မျိုးပြောတာက2016နဲ့2021 NLD စုကာလာအတွင်းမှာတော့လုတ်ခဲ့တဲ့ဟာတွေတော်တော်များများကအထူးသဖြင့်ဒီဗိုလ်ချုပ်ကျေးရုပ်နဲ့ပတ်သက်လို့ရှိရင်တချို့ဗိုလ်ချုပ်ရဲ့ပိတ်ခါတော်ကြားလောက်တဲ့အယုတ်ကလေးတွေပေါ့ဗျာဟလာတော်တော်ကြည့်မကောင်းရှုမကောင်းပေါ့နော်အဲ့ဒါအပါပဲခုနမထားတဲ့ဟာတွေကိုပဲဖြတ်တယ်လို့ကျွန်တော်ကမြင်ပါတယ်သူကဒီအချိန်မှာဟိုနိုင်ငံကိုမထိတ်တိတ်နိုင်မှာဆိုလို့ဒီလိုမျိုးနိုင်ငံရေးအရသူ့အောင်ကြမှာဆိုလို့လုပ်တယ်လို့ကတော့ကျွန်တော်ကတော့မမြင်တော့ဘူးသူ့မှာကဟလာကျွန်တော်တရားဥပဒေရခိုင်မာမှုကသူ့မှာအပြည့်အဝရှိတာပြီဖြစ်တဲ့ကြောင့်ဒီစိုးရိမ်ပူပန်မှုလည်းရှိဖို့မပေါ်ဘူးပေါ့နော်ဒါကြောင့်မလို့ကျန်တဲ့ဒီစီပင်တာကိစ္စနဲ့ပတ်သက်တဲ့အကြောင်းပြချက်တစ်ခုပဲဖြစ်လိမ့်မယ်လို့ကျွန်တော်ဒါကတော့ပြောနိုင်တယ်ပေါ့နော်ဗိုလ်ချုပ်အောင်ဆန်းဟာမြန်မာနိုင်ငံလွတ်လပ်ရေးရောက်အောင်ဥဆောင်ကြိုးပမ်းခဲ့တဲ့လွတ်လပ်ရေးဖခင်ကြီးဖြစ်တယ်လို့တပ်မတော်ကိုစတင်ထူထောင်ခဲ့သူလည်းဖြစ်ပါတယ်ဗိုလ်ချုပ်ကိုဂုဏ်ပြုတဲ့အနေနဲ့ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံမှာငွေစက်ကူတွေကိုရိုက်ထုတ်ခဲ့ပေမဲ့1988နောက်ပိုင်းကစလို့အဲ့ဒီငွေစက်ကူတွေဟာပျောက်ကွယ်လူနီးပါးဖြစ်လာခဲ့ပါတယ်2015ခုနှစ်ဗိုလ်ချုပ်အောင်ဆန်းရဲ့နှစ်တရာပြည့်တဲ့မွေးနေ့အထိမ်းအမှတ်နှစ်ကစပြီး102နှစ်မွေးနေ့အထိမ်းအမှတ်ထိနိုင်ငံအနှံ့ကမြို့တချို့နဲ့ပန်းညံတချို့မှာဗိုလ်ချုပ်ကျေးရုပ်တွေကိုစိုက်ထူခဲ့ကြပါတယ်ဗိုလ်ချုပ်ရုပ်ပုံပါတဲ့ငွေကြေးတွေပြန်လည်ရိုက်နှိပ်ဖို့လဲ2019ခုနှစ်ကလွှတ်တော်သဘောတူညီချက်ရယူပြီးပြန်လည်ထုတ်ဝေခဲ့တာမျိုးရှိခဲ့ပါတယ်ဗိုလ်ချုပ်အောင်ဆန်းကိုဂုဏ်ပြုတဲ့အနေနဲ့ထားရှိထားတဲ့ကျေးရုပ်တွေကိုဖယ်ရှားတဲ့အပေါ် NLD ပါတီဝင်ဦးဘူဘူပြောတာကဗိုလ်ချုပ်ရဲ့တမိုင်းကိုဖျောက်ချင်တဲ့သဘောရှိတယ်။နောက်ဗိုလ်ချုပ်ကိုလည်းကျေးဇူးကမ်းတယ်ဆိုတာဒေါ်ဆန်းစုကြည်ကိုသူတို့မကြိုက်တာနဲ့ဗိုလ်ချုပ်ကသွားမဲသလိုဖြစ်နေတယ်လို့ကျွန်တော်ကအဲ့လိုပဲမြင်ပါတယ်ဗျာနော်။ NLD ပါတီအစိုးရလက်ထက်ကလုပ်တယ်ဆိုပေမဲ့ဒါပြည်သူရဲ့ဟိုဟာတွေနဲ့ပဲလုပ်ခဲ့တာ။နိုင်ငံတော်ပတ်စံနဲ့တော့လုပ်ခဲ့တာမှမဟုတ်တာနော်။ဟုတ်လား။ဆိုတဲ့ခါကျတော့အဲ့ဒီကနည်းနည်းတော့လွဲနေတယ်တူပဲဗျာနော်။အဲ့ဒီမလုပ်သင့်ပါဘူးဗျာကျွန်တော်ပြောချင်တာစစ်တပ်ဟာပြီးခဲ့တဲ့လတုန်းကလည်းဒေါ်ဆန်းစုကြည်ရဲ့ရန်ကုန်နေခြံစည်းရိုးပေါ်ကဗိုလ်ချုပ်ရုပ်ပုံအပေါင်းဝင်တိုင်းပြည်နဲ့လူလူမျက်နှာကိုထောက်ပြီးတွက်ပြတ်သားသားလှုပ်ဆောင်ရဆိုတဲ့ဗိုလ်ချုပ်ရဲ့မိန့်ခွန်းစာတမ်းကိုဖယ်ရှားခဲ့ပါသေးတယ်